ဒီနေ့ Grand Egypt ပိတိုက်ကြီးဖွင့်လှစ်တော်မဲ့အကြောင်းလေးအကျဉ်းချုပ်ပြောပြခြင်းပါတယ်။ Egypt မှာလေဂီဇာက pyramid တွေနားမှာပေါ့20နှစ်ပါတိဆောက်ခဲ့တဲ့ Grand Egypt ပိတိုက်ကြီးကမကြခင်ဖွင့်တော့မှာဗျ။ဆိုတော့ဒါကယဉ်ကျေးမှုတစ်ခုတည်းကိုပဲပြတဲ့ကမ္ဘာအကြီးဆုံးပိတိုက်ကြီးဖြစ်လာမှာနော်။ရှေးအောင် Egypt ပြည်စီပေါင်း9000ကျော်တောင်ပြပါတယ်။ဒါကယဉ်ကျေးမှုအရာတည်းမဟုတ်ဘူး။ Egypt ရဲ့ခရီးသွားလုပ်ငန်းအတွက်ရောနိုင်ငံရဲ့သမိုင်းဝင်အမွေအနှစ်ကိုတောင်းပြီးဖွံ့ဖြိုးတိုးတက်ဖို့ပါရည်ရွယ်တဲ့အကြီးစားယဉ်ကျေးမှုလည်းမှုကြီးပေါ့ပထမချက်ကတော့ဗျာသူ့ရဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုပဲကမ္ဘာအကြီးဆုံးတစ်ခုတည်းသောယဉ်ကျေးမှုပိတိုက်အဲ့ဒါအပြင်ပီရမစ်တွေနဲ့နီးနီးလေးပြီးတော့ရှေးအောင် PC 9000ကျော်ကိုတနေရာထဲမှာစုပြသားမယ်ဆိုတော့ဟုတ်တယ်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့နေရာကြီးဖြစ်လာမှာဒုတိယအချက်ကကြတော့စီးပွားရေးနဲ့မဟာဗျူဟာအရေးပါမှုပေါ့ဒီပိတိုက်ကြီးကအီဂျစ်ရဲ့ခရီးသွားလုပ်ငန်းကိုအကြီးကျယ်မြင့်တင်ပေးမှာဟုတ်ပြီလားနိုင်လေရဲ့တန်ဖိုးကြီးတဲ့အမွေအနှစ်တွေကိုဖွံ့ဖြိုးမှုအတွက်မောင်းနေအားအဖြစ်တောင်းမယ်ပြီးတော့ကမ္ဘာလဲခရီးသွားတွေကိုဆွဲဆောင်ပြီးအီဂျစ်ရဲ့ပုံရိပ်ကိုလည်းပိုကောင်းအောင်လုပ်မဲ့အဓိကယဉ်ကျေးမှုနှမှုကြီးဗျဒါကြောင့်မို့လို့ Grand Egypt ပိလိုက်ဤဖွင့်ပွဲကလည်းအီဂျစ်အတွက်ယဉ်ကျေးမှုရောစီးပွားရေးရပါတကယ့်ကိုအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာမှာတည်ကြပါတယ်